အားလုံးပဲမင်္ဂလာပါရှင်စမြကကဲဘလော့မှာပြန်လည်ပြီးတော့ကြိုဆိုလိုက်ပါတယ်ဒီနေ့လေးမှာဆိုရင်တော့ဝတ်သားအသားတီးတန့်ကိုအရသာရှိရဲ့ဝတ်သားကြော်ဟင်းပွဲပုံစံလေးဖြစ်အောင်ညီမဒီဗီဒီယိုလေးထဲမှာဘယ်လိုလေးချက်ပြပေးထားလဲဆိုတာကိုဗီဒီယိုလေးကိုအစားဆုံးလေးလိုက်ပါကြည့်ရှုပေးကြပါအောင်နော်ပထမဆုံးဝယ်ယူလာတဲ့ဝတ်သားပေါင်သားအသားတီးတန့်လေးကိုရှင်နဲ့တေချာစီကြောထားပါမယ်ပြီးရင်တော့အရသာအတွက်စနွေးမုတ်ထည့်ပါတယ်အချူမုတ်ထည့်ပါတယ်စားထည့်ပါတယ်။ပဲငန့်ပြားရဲ့အနှစ်ထည့်ပါတယ်။ငန့်ပြားရဲ့ထည့်ပါတယ်။ခရူးစီထည့်ပါတယ်။အသားလေးမြင်မြန်နှုတ်စီဖို့အတွက်ရှာလကားလေးထည့်ပါတယ်။ထည့်ရတဲ့ပေါင်းပစ္စည်းအားလုံးနဲ့အသားလေးကိုတိတိကျကျလေးနှမ်းစားအောင်နေပြီးပို့လိုပါတယ်။အသားလေးကိုတေချာနှံ့အောင်နဲ့ပြီးပြီဆိုရင်တော့အနံ့အသက်အတွက်ချင်းချက်သွန်ဖြူရောပြီးထောင်းထားတဲ့အရည်လေးကိုတိတိကျကျအသားလေးကိုညှစ်ထည့်ပေးပါမယ်ပြီးရင်တော့ပြန်ပြီးရောနှောပြီးတေချာနှံ့စားအောင်ထပ်ပြီးတော့နေလိုက်ပါမယ်အခုဆိုရင်တော့အရသာအတွက်ကောအနံ့အတွက်ကောတိတိကျကျလေးနေနေရဖြစ်တဲ့အတွက်ကြောင့်မလို့အသားလေးကိုနိုင်ဝက်လောက်လေးနှက်ထားပြီးရင်တော့အကောင်းဆုံးပါပဲပို့ပြီးတော့ကြောင်နှက်ထားလေးအသားလေးကိုအရသာပို့ပြီးတော့ဝင်လေးဖြစ်ပါတယ်အခုတော့အချိန်လေးယူပြီးတော့အသားလေးကိုနှက်ထားလိုက်ပါဦးမယ်နော်အသားလေးကိုနှက်ထားတာနိုင်ဝက်လောက်အချိန်ရှိပြီဆိုတော့ပထမဆုံးကြော်ဖို့အတွက်ဦးရဲကိုစီလေးထည့်လိုက်ပါတယ်စီပူလာပြီးဖြစ်တဲ့အတွက်ကြောင့်မလို့အရသာနှက်ထားတဲ့ဝတ်သားလေးတွေကိုဦးရဲကိုတစ်ခါလေးထည့်ပြီးတော့ကြော်ပါမယ်ဒီတစ်ခါမှာတော့ဝတ်သားကိုမပြုတ်တော့ပါဘူးကြော်ဖို့အတွက်စီမများလေးနဲ့အချိန်လေးစောင့်ပြီးတော့ပဲဦးရဲကိုဝတ်သားတုံးလေးတွေထည့်ပြီးတော့ကြော်ပါမယ်အိုးရဲကိုဝတ်သားတုံးလေးတတိချာချာထည့်ပြီးဆိုလို့ရှိရင်တော့ဝတ်သားကြော်တဲ့အခါမျိုးမှာလည်းစီပေါက်တာစီစင်တာမျိုးမဖြစ်ရအောင်အပေါ်ကနေအိုးဖောင်းလေးအုပ်ပြီးတော့ကြော်ပြီးဖို့လိုပါတယ်အချိန်တော့ကြောင်ကြော်ထားပြီးဆိုတော့ဝတ်သားနေထားလေးတရားအောင်အိုးဖောင်းလေးပွင့်ကြည့်ပါတယ်အခုလောက်ဆိုလို့ရှိရင်တော့ဝတ်သားလေးကနည်းနည်းလေးကျွတ်ဖို့ဆိုရင်အချိန်ပေးပြီးတော့စောင်းအောင်မှာဖြစ်တဲ့အတွက်ကြောင့်မလို့အိုးကတ်နေမှာဆိုလို့ဝတ်သားတုံးလေးတွေကိုအပေါ်အောင်လှမ်းပြီးတော့တေချာချာလေးမှွေပေးလိုက်ပါတယ်ဝတ်သားအကျွတ်ကြော်တဲ့နေထားလေးရဖို့ဆိုရင်တော့အချိန်လေးခဏစောင့်ပေးရပါမယ်အခုနေထားဆိုရင်တော့ဝတ်သားကြော်လေးကကျွတ်လေးရပြီပဲဖြစ်ပါတယ်ကြော်ရပြီဆိုလို့ရှိရင်တော့သူနဲ့တခါလေးရောပြီးတော့ကြော်ဖို့အတွက်လူရတဲ့စက်သွန်လေးကိုအိုးလေးတွေကိုထည့်လိုက်ပါတယ်ပြီးရင်တော့စက်သွန်ဖြူထည့်ပါတယ်စက်သွန်နေရောစက်သွန်ဖြူရောနှစ်ခုစလုံးကိုတည်တည်ချာချာလေးမှွေပြီးတော့သူတို့အရောင်ပြောင်းတဲ့အထိပေါ့နော်အချိန်လေးခဏလေးစောင့်ပြီးဖို့လိုပါတယ်တဖြည်းဖြည်းညှိုးလာပြီးတော့အရောင်လေးကအဝါရောင်ဘက်တန်လာပြီဆိုရင်တော့အစိမ်းရတာလေးပေါ်လင်းစီဖို့အတွက်အကြမ်းဖက်လေးကိုလည်းကိုစားနိုင်တဲ့ပမာဏလောက်ထည့်ပါမယ်ပြီးရင်တော့အားလုံးကိုတမမြတ်အောင်ဒီချာချာလေးမှွေပြီးပါတယ်အချိန်လေးစောင့်ပြီးတော့အခုလိုမျိုးကျွလောက်တဲ့ပမာဏလောက်ကိုရောက်ပြီဆိုရင်တော့ဆနာကဝတ်သားကြော်လေးဖယ်ထားတဲ့အတုံးလေးကိုအိုးရဲကိုပြန်ပြီးတော့ရောဖို့အတွက်ထည့်လိုက်ပါတယ်အချိန်အနည်းငယ်လေးပြီးပြီးတော့အားလုံးကိုတည်တည်ချာလေးမှွေပြီးတော့နှမ်းဆက်အောင်ရောလိုက်မယ်ဆိုရင်တော့အရသာရှိတဲ့ဝတ်သားအကျွတ်ကြော်အဆက်လေးဟင်းပွဲကတော့ရပြီပဲဖြစ်ပါတယ်ရှင်ဒီနေ့လေးမှချက်ပြပေးခဲ့တဲ့ဝတ်သားအချူကြော်ဟင်းပွဲလေးနဲ့ဝတ်သားအဆက်ကြော်ဟင်းပွဲလေးတွေကတော့ပြီးသွားပြီပဲဖြစ်ပါတယ်အခုလိုမျိုးရိုးရှင်းတဲ့ကူပြီးတော့အချိန်ကုန်နဲ့တက်တာတဲ့သမင်းစားလက်မိန်စီတဲ့ဟင်းပွဲလေးတွေကိုညီမကတက်ဆက်ပေးနေတာဖြစ်တဲ့အတွက်ကြောင့်မလို့ညီမချက်ပြုတ်တဲ့ပုံစံလေးတွေအတိုင်းအိမ်မှာချက်ကြည့်နေဆိုရင်လည်းအဆင်ပြေမယ်လို့တော့ညီမကထင်ပါတယ်နောက်နေ့တွေမှာလည်းအခုလိုမျိုးရိုးရှင်းတဲ့ကူပြီးတော့အရသာလည်းရှိအချိန်ကုန်နဲ့တက်တာတဲ့ဟင်းပွဲလေးတွေကိုချက်ပြုတ်ပြတဲ့ဗီဒီယိုလေးတွေကိုတက်ဆက်ပေးမှာမို့လို့ညီမရဲ့Facebook ကနေပဲဖြစ်ဖြစ် YouTube channel ကနေပဲဖြစ်ဖြစ်ဗီဒီယိုလေးတွေကိုကြည့်ပေးကြပါလို့တောင်းဆိုချင်ပါတယ်ရှင် YouTube channel လေးကနေလည်း follow and subscribe လုပ်ပေးကြပါအောင်နော် Facebook ကနေဆိုရင်လည်း like and share လုပ်ပေးလို့ရပါတယ်ရှင်အားလုံးပဲ love you all နောက်နေ့ဗီဒီယိုလေးမှာပြန်တွေ့မယ်နော်